noted observe noted observe မဟုတ်ဘူး observe ob က off လေ s က sa v က v observe လေဟိုကိုချေဟိုဆိုဒီပါလေ အားလေ ဟုတ်ဟုတ်ပြီ ကလေးနော် ယောက်ျားကလေး ကိုယ်ဘိုးဖူးပြအောင်မလေး ဟိုကဒီနေ့တက်တယ် မိုက်လိုက်လားတွေ့မယ်ပုံးထုတ်ထည့်ပြီးစော်ပေးလိုက်ဦးရသဆိုသည်မှာလူတို့၏စိတ်ကိုနှုံညံ့ပြပြောင်းစေသည့်အရာဖြစ်သည်ရသသည်အနုပညာတွင်အရေးပါရရောက်သောပစ္စည်းတစ်ခုဖြစ်သည်အနုပညာကိုဖန်တီးသူသည်ရသပေါင်းဖန်တီးရသလိုထို့သောဖန်တီးရသပေါင်းဖန်တီး ဒီတည်းဒါရီပဲကြည့်နားကြီးလာပြီဟာတခြားလေးပြောင်းချင်အောင် ဒီကိစ္စလည်းမရကပါတယ်ဒီကဝင်ပါလိုက်ရမှာဒေသခဏချီ principal stable areas region a lot of amber အမ်ဘယ်မဟုတ်အမ်ဘလီ am prp alia li ambali ရှင်းပြန် noted observe observe မဟုတ်ဘူး observe ob က off လေ s က sa v က v observe လေ ကိုယ်ဘာလို့ဝင်ရှုပ်လဲဟမ်ကိုယ့်ကိုရေမြဖက်မြရတယ်လုံးလေ ဘာလို့ရေမရဖတ်မရလဲတငယ်ကိုတတ်စိတ်ကြီးလို့ပြောပြနေတာနေကပြန်ခံပြောနေငါမင်းကိုဖုန်းဆက်လိုက်ရမလားခံပြောနေတယ်အကြီးပြောနေမှန်နေဒီဖူလို့တော့ဆူးလေအင်းလိုက်ညာဘက်ကြီးကိုယ်ကိုချစ်ကိုဆူး သုံးလုံးထားပုံမှာလည်းတက်မှတ်သားပွဲဖြစ်ပါသည်အိမ်ကိုကောင်းစွာတိဆောက်တဲ့သူလက်သမားနဲ့နိုင်ရွှေရေးစာရေးကောင်းသူကိုဝတ်ကြလက်သမားကိုသုံးလုံးထားတင်မှာလည်းမှတ်သားပွဲပင်ဖြစ်ပါသည် ဒီပါလေ ပါလေ ချင်းညီမလေးမင်းကိုတခုစားလို့လုပ်ပြီးရော လုပ်ဝင်းနိုင်ကိုတော့လို့မစားချက်နေမမျိုးလား ငါညီမလေးရပြီလောက်ပါဟာနေရလေငါဘိုက်ဆောင်လို့ဟာ ကိုတော့လို့ဟိုမှာသမင်းရှိရဲ့ ငါနေရောမင်းနဲ့တိုင်ပါနော်ပြန်ကြီးခိုင်းတာမလုပ်ဘူးဆိုပြီးတော့ တိုင်မောအမေနဲ့ပြန်တိုင်လိုက်မှာဗောစားချက်နေတဲ့သူကိုခိုင်းနေရလေ ဒီမလေးချင်းညီမလေးလောက်စားမှာအမဘူးရတာအနေမဝဲချူဒါဘောဘောဖေး ဟာ လောက်ပါ တကယ်တော့ဘယ်လောက်ဝင်းမှာလဲ တတောင်းပေးမှာတတောင်းပေး တကယ်နော်တကယ်ပေးမှာနော်ဂရိနော် အယောက်ျားကလေးနော် ခဏစောင့် မိုက်လိုက်လားတော်တော်ဆုံးတာပဲအမေဝယ်ပေးခဲ့တာတင်တယ်အော် spicy level လေးကမတိုးဟာကလချန်နစ်ကအဆက်ပို့ပြီးမထင်နဲ့ level မြင့်နေဆိုတော့တွေ့မယ်ဆေးထုတ်လိုက်အောင်မကြည့်နဲ့ပုံးထုတ်ထည့်ပြီးစော်ပေးလိုက်အောင်ကိုရအေးညီမလေးအေးကျေးဇူးပဲကျမပါသေးချမ်းသာပါသေးဒါနဲ့ဘိုင်းနဲ့နေတာလေကိုကဒီနေ့တက်တယ်လို့
လေးကြောက်ကလေးကျန်းနဲ့နေလာတာအဲ့ဒါတက်လို့စားလို့ရတယ်စား ဟုတ်လားတွဲလို့အနည်းထုတ်တွေရောင်းတယ်တခြားအမျိုးသားရောရသေးတယ် ကိုရလေးကြော်ပါဆိုနေမှမပစံကြောင်ငပြရကြော်လေးရှိသေးတယ်ညသူစိတ်ငပြချက်လေးရှိသေးတယ်ခင်းတင်ငပြချက်လေးရှိသေးတယ်တော့လူမျိုးမျိုးဘာသာမျိုးလဲစားလို့ရတယ်ကိုရဲ့ ဩကျေးဇူးပါညီမလေး တမီးမသိအောင်တော့ဖုန်းမစားနဲ့နော် ကိုယ်စားလို့ကောင်းလား ဘာကြီးမလေးမြေသားရင်းနေမလို့ပေါင်းလိုက်ထားကြပါလေ ကုန်လဲကို ကုန်အာအဲ့ဆိုကိုယ်ဘိုးဖူးပေးအောင်မလေး ဘာလို့ဟာပေါင်းမလို့နော် တွေ့လားမြင်တဲ့အဲ့လိုကြီးပဲအဲ့ဒါကြောင့်မကြိုက်တာပေါ့အဲ့ဒါကြောင့်အကိုတွေကိုကြည့်မိရတာဘောအဲ့ဒါကြောင့်လည်းစော်မရတာ